ကျမတို့ခွေးမွေးတဲ့အခါကျလို့ရှိရင်အရန်ဟောင်လွန်းတဲ့ခွေးကိုလည်းသခင်တွေမကြိုက်ပါဘူးအရန်ငြိမ်လွန်းတဲ့ခွေးကိုလည်းသခင်တွေမကြိုက်ပါဘူးသခင်တွေကြိုက်တာကသခင်တွေပြောတဲ့စကားကိုနားလည်ဖို့သခင်တွေရဲ့အရေးချီကိုကြည့်ပြီးနားလည်တဲ့ခွေးလေးတွေဆိုလို့ရှိရင်သခင်တွေကအစာကောင်းကောင်းကြွေးတယ်ချစ်တယ်နော်အခုမင်းအွန်လိုင်းအတွက်အများအားဟောင်ပေးခဲ့တဲ့ခွေးတစ်ကောင်ဖြစ်တဲ့ဇော်မင်းထွန်းရဲ့ဘဝကတော့နော်ဟောင်လွန်းအားကြီးလို့ဖြစ်လိမ့်မယ်ဂျာတို့ချခံရတယ်နေရပြောင်းခံရတယ်ဒါကဘာကိုပြနေတယ်လဲဆိုလို့ရှိရင်စစ်တပ်ထဲမှာအချင်းချင်းတန်တရားဝင်ခံနေရတယ်ဆိုတော့ပြတာပါနော်ဇော်မင်းထွန်းဟာစစ်ကောင်စီရဲ့မျက်နှာသာလို့ပြောလို့ရတယ်သူပြောသမျှစကားတွေကလည်းတလုံးမှလူရမဝင်လို့လူမလေးခွေးမခန့်ပြည်သူလူထုရဲ့လှောင်ပြောင်ခြင်းကိုသာအမြဲတမ်းခံခဲ့ရတာဖြစ်တယ်အမြဲတမ်းစစ်တပ်အတွက်ဖာထေးပြီးတော့မှတကယ့်ကိုမှတခင်ချစ်တဲ့ခွေးလို့ပြောလို့ရပါတယ်အဲ့ဒီလောက်ထိလုတ်ပေးခဲ့တဲ့လူတယောက်ကိုပြည်သူလူထုကြားမှာစောက်ရှက်ခွဲပြီးတော့မှနော်ဂျာဒူးကနေချတယ်လူလေးတယ်ဆိုတဲ့ကိစ္စရက်ကစစ်တပ်ထဲမှာဘယ်ရောက်ခဲ့ရဖြစ်နေတယ်ဆိုတော့သိတာပါအထူးသဖြင့်မင်းအောင်လှိုင်ဟာစိတ်တစဝေဒနာရှင်လိုမျိုးဖြစ်နေပါဘယ်သူကမှအယုံကြည်မရှိပါတကယ်တော့ကျမတို့အပြင်ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဇော်မင်းထွန်းလောက်စစ်ကောင်စီပေါ်မှာသစ္စာရှိတယ်လို့မရှိပါဘူးဇော်မင်းလုံးလောက်စစ်ကောင်စီကိုဖာထေးခဲ့တယ်လို့မရှိပါဘူးဇော်မဲလုံးလောက်စစ်ကောင်စီအတွက်အလုတ်လုတ်ပေးတဲ့လူလိန်ပေးညာပေးတဲ့လူလည်းရှိမယ်မထင်ပါဘူးဇော်မဲလုံးကစစ်ကောင်စီအတွက်ဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်ထားရနေစေရသွားပြီးလက်ညှိုးထောင်ခေါင်းလို့ခေါင်းညိတ်ဒူးထောက်မယ်လို့ပါဘာကိုမဆိုမင်းအွန်လိုင်းနဲ့ပတ်သက်ရင်အားလုံးလုပ်ပေးမယ်လို့အကယ်၍ဇော်မင်းထွန်းလို့လူမျိုးကိုယာတို့တခုအခုယခုထပ်ပို့ပြီးတော့မြင့်လေရာတို့တခုပေးခဲ့မယ်ဆိုလို့ရှိရင်တော့မှစစ်ကောင်စီရဲ့အလိုကြမင်းအောင်နိုင်ရဲ့အလိုကြဟောင်ကောင်းကောင်းလေးအတန်ကြဲကြဲဟောင်ပေးနေခွေးတကောင်ပါပဲဒီလိုခွေးတကောင်ကိုအားကိုးရမယ်ခွေးတကောင်ကိုအခုလိုမျိုးလှုပ်လိုက်တယ်ဆိုတာဟာမင်းအောင်နိုင်ရဲ့စိတ်တစဖြစ်နေမှုကိုပြတာနော်ဘယ်သူကမှအယုံကြည်မရှိဘူးဆိုတဲ့သဘောတရားကိုပြတာအဲ့တော့စစ်ကောင်စီလက်အောက်မှာရှိနေတဲ့လူတွေအားလုံးကိုလည်းသင်ခန်းစာရှုစေချင်ပါတယ်ဒါပေမဲ့တစ်သက်လုံးလည်းသင်ခန်းစာရမှာမဟုတ်ပါဘူးသူတို့တွေကတော့နော်ဘာလို့လဲဆိုတော့အများအားအထက်ဘာအောက်ဖိသူတို့ထက်ဂျာလူကြီးတဲ့လူဂျာလူမြင့်တဲ့လူနော်သူတို့ထက်နေရာကောင်းကောင်းရှိတဲ့လူတွေကိုအများအားဖားရပြီးတော့မှအပေါ်ကိုတက်ချင်တဲ့လူတွေမျိုးဖြစ်ပါတယ်အဲ့ဒီအတွက်သူတို့ဟာတခင်အလိုရဟောင်းနေတိုင်းဟောင်းနေမှာမင်းအမိုင်လက်အောက်မှာအမှုထမ်းနေတဲ့လူတွေအားလုံးဟာဘာနိုင်ငံအတွက်ဘာပြည်သူအတွက်မှဘာနိုင်ငံစည်းဝါးရေးအတွက်ကိုမှထည့်တွက်စဉ်းစားတဲ့လူတွေမဟုတ်ပါဘူးသူတို့ယာရူးရဖို့သူတို့နေရာရဖို့စစ်ကောင်စီရဲ့အလိုကြကပြနေရတဲ့ခွေးတွေဟောင်ပေးနေရတဲ့ခွေးတွေပဲဖြစ်ပါတယ်အဲ့ဒီလိုပဲဇော်မင်းထွန်းလိုပဲနောက်ထပ်ခွေးတွေလည်းအများကြီးထပ်တက်လာအောင်ပါနောက်တစ်ခုကဇော်မင်းထွန်းဟာပြည်သူလူထုရဲ့ယုံကြည်မှုထောက်ခံမှုဘာတစ်ခုမှမရှိတော့ဘဲနဲ့ငပေါ်ကြီးတစ်ကောင်သားဖြစ်ပါတယ်နော်အုံနောက်ကလည်းတော်တော်တုံးပြီးတော့မှတော်တော်လေးကိုစောက်တော်သားဆန်တဲ့ခွေးတစ်ကောင်ပါပဲနော်တော်တွေကခွေးပေါ့ရှင်အယူချီမှန်လိုက်ဟောင်နေတဲ့ခွေးပေါ့ဘာအရေးချင်းမှမရှိတဲ့ခွေးပေါ့အဲ့လိုခွေးမျိုးကိုတကယ်တမ်းကြလို့ရှိရင်မင်းအောင်နိုင်ကကောင်းကောင်းလက်သက်မွေးထားရမှာဖြစ်တယ်ဒါပေမဲ့အခုချိန်မှာတော့နော်သူ့ရဲ့မယုံကြည်မှုတကယ်တမ်းကြလို့ရှိရင်ဇော်မင်းထွန်းကသူ့ရဲ့ကျမ်းမာရေးကိစ္စကိုအမှန်တိုင်းဖွင့်ချလိုက်တာပါအဲ့ဒါကိုသူ့ကိုရှင်းတယ်နော်ပြည်သူလူထုမသိစေချင်တဲ့ကိစ္စတွေကိုသူ့သဘောနဲ့သူဖွင့်ချတယ်ဆိုတော့ယူဆချက်တွေနဲ့အခုလိုမျိုးလုပ်လိုက်တာဖြစ်ပါတယ်ဒါဟာကိုယ့်လက်အောက်ကနော်ခွေးလိုမွေးထားတဲ့ခွေးတစ်ကောင်ကိုမယုံကြည်ကြောင်းပြလိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုမင်းအွန်လိုင်းရဲ့လက်အောက်မှာရှိနေတဲ့ယာဒူးယာကန်မြင့်နေတဲ့လူတွေအားလုံးကဘာမှအထင်ကြီးစရာမရှိတဲ့ခွေးတွေပါပဲဟောင်ကောင်းလို့ဟောင်ပေးနေတဲ့ခွေးတွေပဲဖြစ်ပါတယ်နော်အဲ့ဒီအတွက်ကိုဘလောက်ပဲပေးဆက်နောက်ဆုံးမှာဇက်သိန်းကတော့အယိုးအရင်ကြိုက်နေရတာတော့မှအဲ့ဒီအယိုးအရင်ကိုဘယ်သူမှကိုနေရာကလာကြိုက်မလဲဆိုတဲ့စိုးရိမ်ချက်တွေနဲ့ကြိုက်ပြီးနေရတဲ့ခွေးတွေပဲဖြစ်ပါတယ်ကျမတို့ပြည်သူလူထုကတော့သိပြီးသားပါအပေါ်ကလူတွေကိုဖားမယ်အောက်ကလူတွေကိုဖိမယ်နော်တိုင်းပြည်အတွက်ဘာရည်ရွယ်ချက်မှဘာခံစားချက်မှမရှိတဲ့စက်ရုပ်တွေဖြစ်တယ်ဘာခံစားချက်ဘာခံယူချက်မှမရှိတဲ့စောက်တုံးတွေဖြစ်တယ်ဘာအုံနောက်မှမရှိတဲ့ပညာမတတ်တဲ့ငတ်တုံးတွေဖြစ်တယ်နွားတွေဖြစ်တယ်နွားကြောင်းသားတာအုံနောက်နဲ့အုပ်ချုပ်နေကြတဲ့တိုင်းပြည်မှာနော်ဒီလိုလူမျိုးတွေကိုတယောက်ချင်းစီဖြုတ်ချတာဟာလည်းမဆန်းပါအဲ့တော့စစ်တပ်ထဲမှာရှိနေတဲ့လူတွေအားလုံးကဒီလိုလူမျိုးရဲ့ဒီလိုကိုခွေးတကောင်ကိုဆက်ဆံနေတဲ့
လူမျိုးရဲ့လက်အောက်မှာအလုံးလုံးနေပြီးတော့မှပြည်သူလူထုရဲ့မုန်းတီးခြင်းကိုခံနေရတာတကယ်တမ်းကြရင်စောက်ရှက်အပွဲခံနေရတာပါနော်အားလုံးကထမင်းရီတောက်ဆိုလဲတောက်မှာထမင်းရီရက်ဆိုလဲရက်မှာခွေးလိုလေးဘက်ထောက်သွားဆိုလဲသွားမှာအဲ့ဒီစစ်အုပ်စုလက်အောက်မှာရှိနေတဲ့ပြည်သူလူထုကိုဖိနှိပ်နေတဲ့လူတွေအားလုံးကအဲ့ဒီလေးဘက်ထောက်သွားပြီးတော့ခွေးစာဝတ်စာစားနေရတဲ့အစ်စ်မှလဲကျင့်နေတဲ့လူတွေဆိုတာကိုကျမတို့ကတော့အစတည်းကသိတယ်အခုဆိုလို့ရှိရင်ပို့ပြီးတော့မြင်ရတာပေါ့ရှင်အရန်ကျင့်တဲ့အကြောင်းလာပြောတာပါတချို့ကပြောလိုက်မယ်အဲ့ဒီဘောမတွေကဒါဟာလှည့်ကွက်တို့ပါလို့လှည့်ကွက်ပဲဖြစ်ဖြစ်ပါပဲဖြစ်ဒါသိခါချလိုက်တာလူတယောက်ရဲ့သိခါပြောမယ်ဆိုလို့ရှိရင်ဘိုလ်ချုပ်စော်မင်းထွန်းကတော့စစ်ကောင်စီထဲမှာဆိုလို့ရှိရင်တကယ်ကိုမှယာရုကြီးကြီးမှာနေရာကြီးကြီးမှာထိုင်ထားတဲ့လူမင်းအွန်လိုင်းပြီးရင်သူပဲဖြစ်တယ်အဲ့လိုလူမျိုးကိုနန်နေလိုက်တယ်ဦးချိုးလိုက်တယ်ဆိုတဲ့ကဘယ်လိုပဲလှည့်ကွက်ဖြစ်ဖြစ်စောက်ရှက်တော့ပွဲခံရပါတယ်ကျင်းတဲ့အကြောင်းလာပြောတာပါဘောမတွေအတွက်လည်းမျက်ရည်နှစ်ဆက်ပါပဲလို့နော်အဲ့တော့ဘိုလ်ချုပ်စော်မင်းထွန်းလူမျိုးကိုတော့ဒီလိုမျိုးလုပ်တယ်ဆိုလို့ရှိရင်အောက်ကနေဘောမနေတဲ့စင့်လီခွေးမျောနေတဲ့အယိုးအရင်ပစ်ချတဲ့အယိုးလေးတွေကိုကိုက်နေရတဲ့ဘောမတွေအတွက်ကတော့ခွေးပါပဲခွေးကနေလူဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုပြောချင်ပါတယ်ကြည်နက်တယ်